ကတိနိတာမင်္ဂလာယေရှုတည်တဲ့ရှင်မင်္ဂလာကိုယ်ပေါ်ပြုဘူးသူယေရှုအထူးတည်တဲ့စေဒါမှဗုဒ္ဓဝါဒကမ္ဘာမင်္ဂလာတွေတဲ့တလုံးစားမှုသူကျေးဇူးဆိုတဲ့ဆိုရိုးအတိုင်းကျေးဇူးရှင်များကိုကျေးဇူးပြုတတ်ရမယ်တဲ့မိဘတွေကရေရင်တောင်ကြီးကလေးဘွားကစား၍အရွယ်ရောက်ပြီးထိုင်အောင်ကျွေးမွေးတုတ်တင်သင်ကြားပေးတဲ့ကျေးဇူးဆရာသမားများကြတော့ပညာသင်ပေးတဲ့ကျေးဇူးအဲ့ဒီကျေးဇူးတွေကိုတဲ့အခွင့်ကားသိရင်တင်တယ်လို့ပြန်ပြီးတော့ကျေးဇူးဆက်ရကျေးဇူးပြုတဲ့ရကတိယတာကတဝေရီအိမ်မွေးတိရစ္ဆာန်လေးတောင်ပါတဲ့ကျေးဇူးရှင်အခင်တခင်ကိုကျေးဇူးတင်တဲ့အားဖြင့်အမြဲတမ်းမေတ္တာဖြစ်ခင်မင်တုံ့ပြန်ပြီးရှိပါတယ်အမတ်တမဲ့မိမိအားကဲတင်ခဲ့ဘူးတဲ့ကုညီခဲ့ဘူးတဲ့သူကိုလည်းနှလုံးသားမှာမှတ်ထားပြီးကျေးဇူးပြန်ဆက်ရပါသူကကျေးဇူးတရားကိုမမျှော်လင့်တော့လေအခွင့်အခါမသိတော့လေသူ့ရဲ့စိတ်တဲ့မျိုးကိုတဲ့မိမိကမွေးပြီးတော့မိမိဘဝတစ်လျှောက်မှာလိုအပ်တဲ့သူတွေအကူအညီလိုအပ်တဲ့သူတွေကိုတွေ့လို့ရှိတယ်တဲ့ဒါပြန်ပြီးတော့ကျေးဇူးတရားကျေးဇူးဆက်ရပါမယ်ဒီရဲ့ကျေးဇူးရှင်မိဘဆရာသမားတွေတဲ့လိုအပ်တဲ့အချိန်မှာလည်းပဲလိမ့်ယူရှိမထားပါနဲ့မိမိကစွမ်းနိုင်ရင်ပြန်ပြီးတော့ကျေးဇူးဆက်ပါဒါဆိုရင်လူချစ်နဲ့ချစ်တရားစားရှိတဲ့သူတော်ကောင်းတွေကလည်းချီးမွမ်းလို့ပါလေကျေးဇူးနဲ့ကျေးဇူးကမ်းခြင်းဟာလောကလူအတိုင်းဝိုင်းကပြည့်ကျင့်ဆုံးတာတည်းဘဝတန်တရားအဆက်ဆက်ပါလေစေဒုက္ခအဖုံဖုံနဲ့ကြုံပြရတတ်ပါလေဒါကြောင့်မြတ်စွာဘုရားကကတိယတာကရဝေဒီတဲ့ပြုခဲ့ဘူးတော်ကျေးဇူးကိုတဲ့ဆက်ရှင်းပြီးကောင်းမြတ်တဲ့မင်္ဂလာတစ်ပါးလို့ဟောတော်မူ